မင်းကလေးတယောက်တိုင်းပေါ်ကိုခိုးတက်နေတော့ကောင်လေးတယောက်ရဲ့မော်ပညာနဲ့ထိမှန်ပြီးယုံကလေးတစ်ကောင်ဖြစ်ပြောင်းလဲသွားပါတယ်။ယုံကလေးဟာလမ်းမပေါ်မှာအသေးအတန်ပြေးလွှားနေရင်မြင်းရထားတစ်စီးနဲ့ပပင်းတိုးမိတော့တာပါ။ကံကောင်းထောက်မှတ်စွာနဲ့အဆောင်တွေကအချိန်မီရက်လိုက်နိုင်လို့သာအသက်ဘေးကလွတ်ခဲ့တာပါ။အဲ့ဒီအချိန်မှာရထားတဲ့ကမင်းသားလေးဟာချစ်စရာကောင်းတဲ့ယုံကလေးကိုမြင်ပြီးသဘောကျသွားခဲ့ပါတယ်။ဒါပေမဲ့ယုံမလေးကတော့မင်းသားကသူမကိုရန်ပြုတော့မယ်အထင်နဲ့မင်းသားရဲ့လက်ကိုအားကုန်ကိုက်လိုက်ပါတယ်။သူမအမှားလုံးမိမှန်းသိသွားတဲ့အခါထွက်ပြေးဖို့ကြိုးစားပေမဲ့မင်းသားကလက်ရဖမ်းမိသွားပါတယ်။မင်းသားကသူမကိုပြန်ကိုက်မယ်လို့ချင်းချောက်လိုက်တဲ့အခါကြောက်လန့်တကြားနဲ့လူအဖြစ်ပြန်ပြောင်းသွားပါတော့တယ်။သူတို့နှစ်ယောက်မျက်လုံးချင်းစုံပြီးကြောင်ကြည့်နေတော့မင်းသားကနောက်ဆုတ်ဖို့ကြိုးစားပေမဲ့မိန်းကလေးကမင်းသားရဲ့ခြေထောက်ကိုနင်းမိပြီးနှစ်ယောက်သားလဲကျသွားတဲ့အထိအခြေအနေတွေကကတိကအောက်ဖြစ်ကုန်ပါတယ်။မိန်းကလေးဟာအဲ့ဒီနေရာကနေအမြန်ထွက်ပြေးဖို့ကြိုးစားရင်းရုတ်တရက်ယုံဖြစ်ပြန်ပြောင်းပြီးပျောက်ကွယ်သွားပါတယ်။သူမဟာပြေးလွှားရင်းနဲ့လျှို့ဝှက်စမ်းကြဲတဲ့အခန်းတစ်ခုထဲကိုရောက်သွားပြီးလူအဖြစ်ပြန်ပြောင်းသွားပါတယ်။အဲ့ဒီမှာစကားပြောတတ်တဲ့အိတ်တလုံးကိုတွေ့လို့သွားကင်မိတဲ့အခါထဲထဲကကြောက်စရာကောင်းတဲ့တာရဲတိရစ္ဆာန်ကြီးတစ်ကောင်ထွက်လာပါတော့တယ်။အဲ့ဒီတာရဲကောင်ကြီးဟာမိန်းကလေးကိုဖမ်းဆီးပြီးကောင်းကင်ဘုံကိုပြန်တက်သွားပါတယ်။တာရဲကြီးဟာအကြာကြီးပိတ်လောင်ခံထားရတာကြောင့်ဟန်ချက်မထိန်နိုင်ပဲနန်းတော်ထဲကိုပြက်ကျသွားပါတယ်။အဆောင်တွေဝိုင်းလာတဲ့အခါမှာတော့အဲ့ဒီမိန်းကလေးဟာစစ်တေနာပတိချုပ်ရဲ့အတုံးမကျတဲ့သမီးဖြစ်နေမှန်းအားလုံးသိသွားကြပါတယ်။ဖခင်ဖြစ်သူကသူမကိုအပြစ်ပေးဖို့လုပ်နေတော့မှပဲအဲ့ဒီတာရဲကြီးကလူအဖြစ်ပြောင်းလဲသွားပါတယ်လူအဖြစ်ပြောင်းသွားတဲ့တာရဲဟာအဆောင်တွေကိုတစ်ချက်တည်းနဲ့အလဲထိုးလိုက်ပြီးစစ်တေနာပတိချုပ်စီကိုတိုက်ရိုက်ဦးတည်သွားပါတယ်မိန်းကလေးကသူမရဲ့ဖခင်ရှိကနေကာကွယ်ပေးပေမဲ့တာရဲကသူမကိုပါရိုက်ထုတ်လိုက်တာကြောင့်လွန့်ထွက်သွားပါတယ်အဲ့ဒီအချိန်မှာပဲအပြာရောင်အလင်းတန်းတစ်ခုနဲ့တူမင်းသားလေးရောက်လာပြီးသူမကိုအချိန်မီကယ်တင်လိုက်ပါတယ်ဒါပေမဲ့မင်းသားနဲ့မိန်းကလေးစကားတောင်မပြောရသေးခင်မှာပဲတာရဲကအနောက်ကနေခိုးပြီးတိုက်ခိုက်လိုက်ပါတယ်မိန်းကလေးကမင်းသားကိုကာကွယ်ဖို့ရှေ့ကနေပိတ်ရက်လိုက်တဲ့အချိန်မှာပဲသူမရဲ့နရွက်တွေစီကနေအားကောင်းတဲ့မော်ကာကွယ်တားအစီကြီးတစ်ခုပောက်ကွဲထွက်လာပြီးတာရဲကြီးကိုအဝေးကိုလွင့်စင်သွားအောင်တိုက်ထုတ်ပစ်လိုက်ပါတော့တယ်